ကြည့်စမ်းမမိုးပြောလိုက်လာတယ်လိုက်မစီဘူးလို့လိုက်လာတာလေဗျံပါတာဒီမပြောပါနဲ့မမိုးရေအလကားပြောတာပါကိုပြုံးရင်မမိုးကိုပြုံးကိုလွမ်းလို့လိုက်လာတာပါကျုပ်ကိုလွမ်းလို့တကယ်လေရင်ညော့ရဲ့နဲ့လိုက်ခဲ့ပါလားမြို့ကြီးသူရဲ့အစကခြေတဲ့ကြီးရဲ့မမရွှေမင်းသမီးမြို့ကြီးသူရဲ့မင်းတို့စိတ်နဲ့အသက်နဲ့လေရမြေစိတ်စိတ်မနိုင်ရှင်သာပါဘူးလေရင်ညော့ရဲ့နဲ့ရောက်ဘူးအောင်လိုက်ပြပါမယ်ကိုရဲ့မမို့လဲတစ်ခေါက်လောက်စီးရအောင်နော်ကြိုက်ထားတော့မမို့လေရင်ညော့ရဲ့နဲ့လိုက်ခဲ့ပါလားမြို့ကြီးသူရဲ့အစကခြေတဲ့ကြီးတယ်မမရွှေမင်းသမီးမြို့ကြီးသူရဲ့ပြေပါမေးပါမင်းတို့စိတ်နဲ့အသက်နဲ့လေရမြေစိတ်စိတ်မနိုင်ရှင်သာပါဘူးလေရင်ညော့ရဲ့နဲ့ရောက်ဘူးအောင်လိုက်ပြပါမယ်ကွယ်ဟန်နွားအမလီလဲကိုပြပြမောင်းပါကိုပြုံးရဲ့ဘာဖြစ်လို့လဲတကယ်လေသူ့လဲရှိရတာဖိနေရင်တော့အောက်နေရမယ်စိတ်မရှိလိုက်တာတော့အော်မမိုးရေမမိုးဒါရင်ယူလိုက်ဦးမယ်မမိုးရေမမိုးရေဖေးဆိုတာစောက်မှများရင်စိတ်ရှိပါတယ်မမိုးရေအမဟုတ်ဟိုလဲဆိုတာစီးပါများရင်ဖေးတောင်စိတ်ရှိပါတယ်မမိုးရေဒါအစမလို့ပါသူမပြောင်းကယူနေပြလေလေးကိုစီရတာဖင်အောင်တဲ့ဗျာမြို့ပေါ်ကမစီရီနဲ့စိုက်ခနဲ့လင်ခရူသာမရှင်းသာပါဘူးမြို့ကြီးသူမမတို့ရာနမဆမနဲ့မြမပိတာဇမမမိုးကြီးကိုပြုံးရင်ဟောတာရီးစဘာပင်လို့ခေါ်တယ်မမိုးရဲ့ဟာအဲ့ဒါလေးကစဘာပင်လေဟုတ်တယ်စဘာပူလေးတွေစဘာရှင်စဘာဝါးတွေလေစဘာဆိုတာလေမမိုးမမိုးတို့နေတိုင်းမျိုးစို့နေတဲ့စံစီလေးတွေဖြစ်လာတဲ့အပင်ပေါ်မမိုးရဲ့အဲ့လောက်လေဘဝကိုမိတ်တက်တဲ့မျိုးကြီးသူမဟုတ်ပါဘူးကိုပြုံးရဲ့ကြေးတောင်ကိုချစ်တဲ့မြမမလေးစစ်ပါလို့တကယ်စံဆိုတာစဘာကဖြစ်တဲ့စဘာကဆိုတာလေခွေးထဲမှာရှိတဲ့ဗျာမသိရင်မသားထားရပါမြို့ဆိုတာမြို့ကဝယ်ပြီးဆောင်းနေချီဦးခောက်ဆွဲတဲ့ငါဗီတာမင်ပြည့်စားရပါစားဘူးရဲ့သားနဲ့မူတကီမလုံနဲ့မြို့ရည်သူရာကိုပြုံးရာမမိုးမြို့ပြန်တော့မယ်ကိုပြုံးရဲ့မမိုးလေမမိုးမြို့မပြန်ခင်ကိုပြုံးဒီစားလေးတော့ပြီးခဲ့ပြီအစီနော်ကိုချောက်အတိတ်စိမ်းများလားမသိမဘူးဒီစားထဲမှာမမိုးရဲ့ရှင်နဲ့ခန်းစားချက်တွေအကုန်ရေးထားရနော်ရပါတယ်ကိုပြုံးတေချာလေးဖတ်ပေးပါအောင်နော်မမိုးပြန်တော့မယ်ဘာဖြစ်တာနော်ရပါတယ်မမိုးရဲ့ရပါတယ်ဟောဒီဟာရပါတယ်ဟောဒီဟာတော်သားကိုပြူးကိုအိမ်မက်ပေးတယ်လို့ကိုရောင်ပြပြီးတော့မင်းမျိုးကိုပြန်သွားပြီပေါ့ကျုပ်သိပါတယ်မမိုးကြီးမင်းဖိန်ထဲမှာရှုံဝင်သွားမှာဆိုလို့ဟုတ်တယ်ကျုပ်တို့ရွာရှုံပေါ်တယ်မင်းဖိန်ထဲမှာရှုံဝင်သွားမှာဆိုလို့မင်းမျိုးကိုပြန်သွားတာမဟုတ်လားမမိုးဒါပါပဲဗျာဒါပဲလို့ရစမရတော့အော်ချစ်ရဲ့ကြည်ကျွန်းအရင်လေးကိုဖြင့်ပြည့်ခဲ့ပြီအချစ်ရဲ့ဖြည့်မစီအောင်ပြည့်မာယာနေဝီစိတ်လေးသူပြည့်လေဝေဝေပြေခဲ့ပြီမမူစာပြီးသွားတယ်ကိုပြောင်းရင်ဒီစာကိုဖတ်နေရတဲ့အချိန်မှာစာလည်းရှိလိုက်တာလူကြီးသဘောတူထားတဲ့ကိုစောဆိုတဲ့လူနဲ့
မမိုးလက်ထပ်လိုက်ရပါပြီကိုပြုံးရဲ့တကယ်တော့လေချစ်တာနဲ့လက်ထပ်တာဆိုတာတခြားစီပါကိုပြုံးရဲ့မမိုးလေးမမိုးကိုပြုံးဘယ်တော့မှမမေ့ပါဘူးနော်နော် မမူမင်းခုတော့လက်ထပ်သွားပြီပေါ့တကယ်တော့ချစ်တာနဲ့တဲခုခံသွားတာတခြားစီပါပဲမမူရဲ့ရွာမှာလည်းကောက်ရုပ်ပုံတွေရှိနေရတဲ့ပတ်စံကုန်ခံပြီးတော့မင်းလက်ထပ်သွားတယ်ကိုစောဆိုတဲ့သူနဲ့ငါတို့ထိုင်ကောင်းကိုလာခဲ့စမ်းပါဟမ်မင်းတို့လင်မယားနှစ်ယောက်လုံးကိုသမင်းတွေဖိတ်ကျွေးမယ်အစိတ်တွေခတ်ပြီးတော့သေစမ်းနှစ်ယောက်လုံးငါတဲကိုခွဲသွားကျုံမှာထားခဲ့ရတဲ့မမိုးရင်ဟောဒီကတောသားကိုပြူကိုမုံမဲ့မုံရင်လည်းဖြည်းဖြည်းမုံပါလို့ကိုကျုံမတန်နဲ့စာကြံရကိုပြုံးရဲ့ ဒီမမိုး ပြီးသွားပြီ ပြီးသွားတာပဲလူသိရှင်ညာချင်းညာနေရတယ်ကိုနာကိုသွားလိုက်ပြီးနေတယ်မမမြို့ရည်သူရဲ့အိမ်မပြီးသွားတယ်မြို့ရည်သူမမချောရဲ့မင်းပြန်သွားတယ်လက်လက်ကြောင့်ကဖုန်လုံးကြီးတွေငေးကလွမ်းမျက်ရည်ဝီတဲ့လေလွမ်းကြံတော့ဒေါသလေးဘဝမင်းမသိပါလားလေအော်အချစ်ရဲ့ကြည်ကြွအရင်လေးကိုဖြင့်ပြည့်ပြည့်ခဲ့ပြီအချစ်ရဲ့ဖြင့်မစီအောင်ပြည့်ပြည့်မာယာဒေဝီစိတ်လေးသူကြည်ရဲ့လေဝေဝေပြည့်ခဲ့ပြီဘယ်လိုပုံဘယ်လိုဖြေလို့ဘယ်လိုနေရမှာလဲပြောစမ်းမအောင်မြို့ရည်သူမမစိတ်အမောအလားတီဝီအသေးလူတွေတော်သားလေးမူဖြည်းဖြည်းကိုနေစမ်းမရစေအော်မြို့ရည်သူမမပလီကျေးဇူးများတင်ပါတယ်ရှေ့တွေနဲ့နောက်တွေနဲ့မဆိုတော့မပါရင်ခွင့်လွှတ်ပေးပါအလုံးတချင်းကိုဖြတ်စည်းတာမဟုတ်ပါဘူးခင်ဗျာအလုံးပြောစေချင်လို့ပါဟုတ်ပါရဲ့လားခင်ဗျာโอเคပါကိုကြီးတို့လည်းတောင်းပန်ထားနော်